ဒီကနေ့မှာတော့ Straight Keyway ကမှကြောင်ကျိုးကြောင်ကြားဆွဲခြင်းနဲ့ brother တို့အတွက်ဘယ် funny player ကမှထုံမပြောတဲ့လေဝက်ချက်လေးကိုပြောပြပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ဗျ Let's get the net. Sayonara. Isn't you around? အရန်ကြီးမြန်မှုလည်းမလိုပါဘူးကျွန်တော်ပြောတာလေးတွေကိုလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ဒီလောက် straight cable ဆွဲနည်းလေးကိုဆရာစားမချန်ပြောပြပေးခဲ့တာမို့လို့တခြားလေးလိုက်ပြီးတော့လည်းလေ့ကျင့်စေချင်ပါတယ် Mobile Legends Diamond နဲ့ Weekly Pass တွေကိုလည်း Ryodan ဆိုင်ရှိမှာယုံကြည်စိတ်ချစွာလာရောက်ဝယ်လို့ရပါတယ်ပန်နီကိုဘလောက်ပဲ nerf counter တွေဘလောက်ပဲပေါ်ပေါ်ပန်နီ hero ကလွယ်လွယ်နဲ့ train ပြီးလွယ်လွယ်နဲ့ဆွန့်ပစ်ခံရတဲ့အထဲမှာမပါခဲ့တဲ့ hero ဖြစ်ပြီးပန်နီ player တွေကလည်းအခုချိန်ထိ counter တစ်တိုက်နဲ့ Matic Glory မှာကိုင်နေကြသေးပါပဲယနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်လာမယ့်ဗီဒီယိုတွေမှာလည်း Mobile Legends နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားအောင်မို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးအောင်းလောင်းလေးကိုလည်းတီးပေးခဲ့ကြပါဦးအားပေးတဲ့သူတယောက်ချင်းစီတိုင်းအတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ